ထိုင်းပြည်ရင်မဲတော်ကြီးနှက်ရွာဆန်သွားခဲ့တဲ့အတွက်ဘန်ကောက်မှာဖျော်ဖြေဖို့ရှိနေတဲ့ Blackpink အဖွဲ့ဟာအတော်လေးအကြက်ရိုက်သွားခဲ့ပါတယ်။ထိုင်းလူမျိုးတွေချစ်ခင်လေးစားရတဲ့ဘီရင်ကြီးဖူမီဘောရဲ့မိဖရဲ့ကောင်ကြီးလက်ရှိဘီရင်ရဲ့မဲတော်ကြီးတီရီခင်ဟာအောက်တိုဘာ24ရက်နေ့ည9:22မိနစ်မှာကန်တော်ကုန်သွားခဲ့ပါတယ်။ဒါကြောင့်ထိုင်းတော်ဝင်မိသားစုဟာမဲတော်ကြီးရဲ့ဇာပနာအခမ်းအနားကိုအောက်တိုဘာ24ရက်ကနေနိုဝင်ဘာ24ရက်ထိပြုလုပ်သွားမည်ဖြစ်ကြောင်းဝန်ထမ်းချင်းကာလကိုလည်းတနင်္လာနေ့သတ်မှတ်မည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်ဒီကာလတွေအတွင်းမှာထိုင်းနိုင်ငံမှာပျော်ပွဲရှင်ပွဲမပြုလုပ်ဖို့တားမြစ်လိုက်ပါတယ်။ဖြစ်ချင်တော့ Blackpink ဖွဲ့ဟာဘန်ကောက်မှာ24ရက်ကနေ26ရက်နေ့ထိ3ရက်တိုင်တိုင်ကိုဆက်ကျင်းပဖို့အစီအစဉ်ရှိနေခဲ့တာပါ။အဖွဲ့ထဲမှာထိုင်းနိုင်ငံကုန်းဆောင်လီဆာလည်းပါဝင်နေတဲ့အတွက်ကိုဆက်ပြုလုပ်တဲ့မပြုလုပ်တဲ့အကြက်ရိုက်ခဲ့ကြပါတယ်။ဖန်တွေကလည်းအတော်လေးစိတ်ပူနေကြပါတယ်။ဒါပေမဲ့ကွန်ဆတ်ဟာကြိုတင်စီစဉ်ထားတာဖြစ်တဲ့အတွက်ပွဲကိုဆက်ကျင်းပမှာဖြစ်ကြောင်းနဲ့ဝန်နေချင်းထိမ်းမှန်အမဲရောင်ဝတ်လာပေးကြဖို့ဖန်တွေကိုပွဲစီစဉ်သူတွေကမြစ်တာရက်ခံခဲ့ပါတယ်။ပြီးတော့ခန်းခန်းနာနာမီရှူမီပန်းနဲ့ဖောက်လွတ်တာမျိုးရှိမှာမဟုတ်ဘူးလို့သိရပါတယ်။